ဘောပင်လေးတစ်ချောင်းရှိလို့ရှိရင်ကျွန်တော်တို့ပြလို့ရမယ် magic tool လေးတစ်ခုကိုကျွန်တော်ပြန်လဲပြီးတော့ sharing လုပ်ပေးပါမယ်ဥသောပထမဘောပင်လေးရဲ့အဖုံးလေးကိုကျွန်တော်ကချွတ်လိုက်ပါမယ်ကဲကျွန်တော်လက်ထဲမှာရှိတဲ့ဘောပင်ဖုံးလေးကိုဒီနဲ့ပုတ်ပြီးတော့ထောက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဘောပင်လေးမှာအဖုံးမရှိတော့ဖုံးလေးကိုကျွန်တော်လေတွေကနေခေါ်လိုက်မယ်နော်1 2 3ဆိုတာလည်းကြိုင်နေဖုံးလေးပြန်အောင်လိုက်ညာအဲ့တော့ဘောပင်ဟာဆိုလို့ရှိရင်အဖုံးကတစ်ဖက်မှာရောဒီထိပ်ဖက်မှာရောတက်လို့ရတယ်ဘောပင်လေးဖြစ်ရပါမယ်ဒီလိုလေးအတက်အနေထားနဲ့ကြိုင်ပြီးတော့ကျွန်တော်တို့ရှင်းပြမယ်ပြီးတဲ့အခါမှာတော့ကျွန်တော်လက်ထဲမှာစောက်ထိုးအနေထားနဲ့ထားလိုက်ပါမယ်ဒီဘက်လက်ကိုကူးပေးတဲ့အခါမှာကျွန်တော်တို့ကဒီဘောပင်အဖုံးလေးကိုတစ်ဖက်တည်းလက်နဲ့ဖြုတ်လိုက်ပါမယ်ဒီဘက်ကိုထည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ကဘောပင်ကအဖုံးမပါတော့ဘူးအဖုံးကဒီဘက်လက်မှာကျန်နေပါပြီအဲ့တော့ကျွန်တော်ဒီမှာအဖုံးရှိတဲ့ပုံစံမျိုးနဲ့ကြိုင်ပါမယ်ကြိုင်ပြီးဘောပင်ကို switch ချလိုက်တယ်ဒီမှာအဖုံးကျန်ခဲ့တဲ့ပုံစံ action ရှိရမယ်ဒီမှုတ်ပြီးတော့ကျွန်တော်တို့ကဖြောက်လိုက်တယ်အဲ့ဒီမှာနေဒီမှာကြိုင်ထားတဲ့ဘောပင်တွေကကျွန်တော်တို့ကဒီဘက်ကလက်ကလေးမှုတ်ပြီးဖြောက်တဲ့အချိန်မှာကျွန်တော်ဒီမှာအဖုံးလေးကိုအထဲမှာပြန်ပြီးတော့ဆွတ်ထားပါမယ်ဒီဘက်ကပျောက်သွားပြီဆိုတာနေပြန်နေဒီလက်ကို1 2 3ဆိုတာနေပြန်နေကျွန်တော်ဒီဘက်ကအင်းနဲ့ခေါင်းတွေကိုဒီလိုလှည့်ပြီးတော့လေးလိုက်တာနေပြန်နေဘောပင်လေးကပြန်ပြီးတော့အဖုံးရောက်လာသလိုရင်ခွင်းကိုပေးပါလိမ့်မယ်ခင်ဗျာတ िश ူအားပေးကြတယ်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တော့ meditation လေးနေဖြစ်ပါတယ်ခင်ဗျာ